အားလုံးပဲမင်္ဂလာပါရှင်။နဂါးရှိဝါဆိတ်ရွှေရနာဆိုင်မှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့လေးမှာတော့မမေရဲ့ချက်ကကားတွေအတွက်ပေါ့နော်။အရန်ကိုမှအထူးစင်းနှုံးလေးနဲ့လည်းရရှိပြီးတော့ကိုချစ်ရတဲ့ချစ်သူရဲ့နာမည်စလုံးလေးတွေကိုလေတိုင်းလှလှလေးမှလည်းဝတ်ဆင်လို့ရပါပြီရှင်။ဒီနေ့ပေါ့နော်မမေပြပေးမယ် 80K စလုံးဆွဲသီးလေးတွေရဆိုလို့ရှိရင်တော့မမေတို့ချက်ကကားတွေအရန်ကိုမှမမျှော်လင့်ထားတဲ့ဈေးလေးပေါ့နော်။တသိန်းစွန်းလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်။အခုမမေရှိမှရရှိမဲ့စလုံးလေးတွေကတော့ AMPHW YZK ပေါ့နော်အဲ့တော့တခြားစလုံးလေးတွေလိုချင်တယ်ဆိုလို့ရှိရင်လည်းမမေ live ရဲ့ comment လေးအောက်မှာလည်းဝင်ရေးပေးခဲ့လို့ရပါတယ်ရှင်ဒီနေ့ပေါ့နော်မမင်ကမမရဲ့ချစ်ကကားတွေအတွက်ဒါ A စလုံးလေးဆိုလို့ရှိရင်လည်းဒါမမင်တို့ grand chain လေးဆိုလို့ရှိရင် 0.18 gram လေးပါရှင် M စလုံးလေးဆိုလို့ရှိရင်လည်း grand chain လေးက 0.25 gram လေးပါ P ဆိုလို့ရှိရင်ဒါမင်တို့ grand chain လေးက 0.19 gram လေးပါရှင်H ဆိုလို့ရှိရင်တော့ဒါမင်းတို့ 0.20 gram လေးပါW ဆိုလို့ရှိရင်တော့ဒါမင်းတို့ 0.26 gram လေးပါရှင့် Y ဆိုလို့ရှိရင်0.16 gram လေးပါZ ဆိုလို့ရှိရင်လည်းဒါမင်းတို့0.19 gram လေးပါရှင် K စလုံးလေးကတော့0.19 gram လေးပါရှင်အခုပေါ့နော်မမီဒီဆွဲသီးလေးတွေကိုတသိန်းစွန်းလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီတော့ဆွဲသီးလေးနဲ့အတူတူအခုလိုမျိုးဒီလီလီကျိုးလေးပေါ့နော်မမီတို့ဆိုင်မှာဒီလီလီကျိုးလေးတွေဆိုလို့ရှင်လဲဒါမင်းတို့ဒါ2သိန်းကျော်3သိန်းလောက်ကနေရရှိမှာဖြစ်ပါတယ်အဲ့တော့ဆွဲသီးလေးနဲ့ကျိုးအပါလေးကို4သိန်းလောက်ဆိုတာနဲ့ဝတ်ဆင်လို့ရပါပြီရှင်ကျိုးရှည်လေးရဆိုရင်တော့ဒါမင်းတို့16လက်မ18လက်မ20ရှိပါတယ်ရှင်အဲ့တော့မမီရဲ့ချစ်ကကာတွေကိုချစ်ရတဲ့ချစ်သူလေးတွေရဲ့နာမည်အစလေးတွေကိုကိုယ့်ရဲ့လေးတိုင်းကြော့ရှင်းရှင်းလေးမှာဝတ်ဆင်မှုအတွက်မင်းတို့ရဲ့နဂါးရွှေဝါဆိုင်လေးကိုအပြေးလေးလာရောက်ဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်မင်းတို့ဆိုင်ရဲ့ 80K အလဲရောင်းလေးကတော့အလဲ10ရာခိုင်နှုန်းအယောင်15ရာခိုင်နှုန်းပါရှင်မင်းတို့ရဲ့နဂါးရွှေဝါစိတ်ရွှေနာဆိုင်ခွဲလေးရဆိုရင်တော့ Time City Jewelry Mall မြင်းကြီးချက်ဝင်းပါဝါရဲ့ဖက်ဖက်ချမ်းလေးမှာရှိပါတယ်ရှင်မမီရဲ့ချစ်ကကာတွေအတွက်ပေါ့နော် 80K ဒီဇိုင်းစတန်လေးတွေကိုဆိုင်ရောက်လာစရာမလိုဘဲနဲ့လည်းအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်နေ့စဉ်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ရဲ့ page လေးကို like ရ follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါအပြင်တခြားကြည့်ကျင်တဲ့ယတနာလေးတွေရှိလို့ရှိရင်မမေ့ like ရဲ့ comment လေးအောက်မှာလည်းဝင်ရေးပေးခဲ့ပါအောင်ရှင်မမေ့ရဲ့ like လေးကိုမျိုးတော့အခုလိုမျိုးအစားအဆုံးကြည့်ရှုပေးတဲ့အတွက်မမေ့တို့နဂါးရွှေဝါမိသားစုမှကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်အခုမင်းပြသပေးတဲ့ 80K စလုံးလေးတွေအပြင်တခြားဝယ်ယူအပိတ်တဲ့ 80K ဆွဲသည့်စလုံးလေးတွေလိုချင်တယ်ဆိုလို့ရှိရင်မမင်း live ရဲ့ comment လေးရဲ့အောက်မှာဝင်ရေးပေးခဲ့လို့ရပါတယ်ရှင်အဲ့တော့မမင်းရဲ့ဆိုင်လေးကိုလာရောက်ဝယ်ယူအပိတ်ဖို့အတွက်မမင်းကဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်